1340ခုနှစ်နေဦးကစုံလဇန်9ရက်နေ့ညရန်ကုန်တိုင်းဗဟန်းမြို့နယ်ရွှေနန့်သာရပ်ကွက်မလွန်ဆန်လူအသင်းတော်မှရှင်သာမဏေစာပြန်ပွဲအသင်းတိုက်ကြီးအတွင်းဆင်ရင်ကျင်းပသည့်ဆန်လူရည်စက်ချဓမ္မသဘင်၌ဟောကြားအပ်သောဗုဒ္ဓပိလောတိကကာမဝတ္ထုလူခေါ်ဆိုရတဲ့ဝတ္တော်12ပါးတရားတော်ရဲ့ဒုတိယအပိုင်းကရုဏာတိတလဟနယံပညာပေဇောတဝိဟတမောဟဓမ္မံပါဏရမရလောကကရုံဝန္တေသုခတံဂတိဝိမု ddံ ဧတေနသစ္စာဝေစေနသုခိတာဟွန္တုသာတဝောကရုဏာတိတလဟရယံမဟာကရုဏာတော်မြတ်အတွင်တဖြင့်လာလာဖွေလျာအေးမြစီပင်ကြည်လင်သောရွှေစိတ်နှလုံးတော်လည်းရှိတော်မူပေထသောပညာပေသောတာဝိယတာမောဟဓမ္မံအရဟတမပညာတိဟုသောစီမီရောက်ဖြင့်အဝိဇ္ဇာတိဟုသောအမိုက်မောင်ကိုပယ်ဖြောက်တော်မူပြီးထသောပါဏရမရလောကကရုံလူနှင့်တကားသောနတ်ဟုဆိုသောဗတ္တလောကအလုံးဤညွယုံဥခရလေးမြတ်ပြုတိုက်သောဆရာတဆုဖြစ်တော်မူပါပေတသောဂတိဝိမု ddံ ဒေဝမနုဿနိရယနှင့်ပေတတရိသံလာယံအရှိငါတံသောဂတိမှလည်းဒုသကင်းလို့တော်မူပြီးထသောဒုက္ကတံသကား6ခွန်းလူ၌ထွန်းလည်းနှခုံးကိုသာကျူရှိရာကိုကောင်းစွာမသွေဆိုတော်မူတတ်ပေထသောဗုဒ္ဓံသစ္စာ4ပါးမြတ်တရားကိုပြသထင်တယ်သိမြင်ပေတဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ဆိုကြကုန်သောတောတော်များစွာငါခန္ဓာကိုသူငါသမုတ်အကျွန်ုပ်တို့သည်ဝန္တေဝန္ဒမတရားဟောတရားနာဘေးရန်ကွာ၍ချမ်းသာစေကြောင်းသုမွန်တောင်းလျက်အုတ်ခေါင်းညိုကျူးလက်အုပ်မိုး၍ရှိခိုးကြပါကုန်၏မြတ်စွာဘုရားဧတေနသစ္စာဝေစေနာဤသို့နှုတ်သံဖော်ထုတ်ပြန်၍ဟောမှန်သောပဏာမသစ္စာစကားကိုပြောဆိုရလေသောကြောင့်အာတဝတရားချစ်ခင်စိတ်ကောင်းဝိညာကုန်သောသူတော်စင်ပရိသတ်ပေါင်းတို့သည်ဒုက္ခိတာဝိယံကင်းကွာကိုစိတ်နှဖျားချမ်းသာခြင်းရှိကြကုန်သည်ဟွန်းတူဖြစ်ကြပါစေကုန်သတည်းနေဒုက္ခသာဆင်းရဲခသိမ့်မှလည်းကင်းငြိမ်းကြကုန်သည်ဟွန်းတူဖြစ်ကြပါစေကုန်သတည်းနေဝိယသာဘိယံခသိမ့်မှလည်းကင်းငြိမ်းကြကုန်သည်ဟွန်းတူဖြစ်ကြပါစေကုန်သတည်းအသောကာသမညိုမမိန်တကုရှိန်၍ဆိုရင်မနှောင်ကြောင့်ကြပူဆွေးကိုကြွေးခြင်းမှလည်းကင်းဝေးကြကုန်သည်ဟွန်းတူဖြစ်ကြပါစေကုန်သတည်းဟောတုယခုစွာသောသစ္စာစကားနှင့်ပုလောအပ်တဲ့မေတ္တာအရှိန်ဝါကြောင့်အချိန်မကြာကိုယ်စီကိုငါဖြစ်တော်မူကြပါစေကုန်သတည်းကာသဗဘုရားသာသနာတော်ကငါဘုရားအလောင်းဟာဇောတိပါဠခေါ်တဲ့ပုံနာလူလင်ဖြစ်ခဲ့တယ်ဘယ်မှာတဲ့တုံးလို့ဆိုလို့ရှိရင်ကောသလတိုင်းကဇနဗုဒ္ဓခုဝေကလိင်္ဂဇနဗုဒ္ဓကောသလတိုင်းဝေကလိင်္ဂဇနဗုဒ္ဓမှာငါဘုရားအလောင်းတော်ဒီကသဗ္ဗရှင်တော်ဘုရားသာသနာတော်ကြီးပွင့်ထွန်းတဲ့အချိန်ဇောတိပါဠအမိရတဲ့ဝေဒကျန္တဥဒိစ္စဗျမနမဟာသာလမြို့မာမနအလွန်ကြီးတဲ့ပုံနှမ်းမျိုးမှာငါဘုရားဖြစ်ခဲ့တယ်ချစ်သားတို့ဇောတိပါဠပုံနှမ်းလူလင်ဘဝထိုဝေကလိင်္ဂဇနဗုဒ္ဓဝေဒကျန္တတဲ့ပုံနှမ်းလူလင်ဖြစ်စဉ်အခါယခုဂေါတမရှင်တော်ဘုရားရေလို့ပွင့်လာတဲ့အချိန်ကြတော့အလောင်းတော်သိတ္တတအနေနဲ့တောထွက်တော့အတော်မှာသောင်ကန်းခေါင်းကဆံပင်ဖြတ်လို့
တိကာရဗျမကြီးရွှေကြသင်္ကန်းကတ်တယ်ဆိုတာဘုန်းကြီးတို့ပြိဿမှတ်မိသားမိကြားမိပြီးသားမှန်ပါဗျာအဲ့ဒီဂတိကာရဗျမကြီးဆိုတာဒုက္ခသဗ္ဗဘုရားလက်ထက်ကသူလည်းပဲဂတိကာရလို့ခေါ်တဲ့အိုဒိန်တယ်ကြီးဖြစ်ခဲ့မှန်ပါဗျာဂတိကာရအိုဒိန်တယ်ကြီးနဲ့ဟောဒီအလောင်းတော်ဇောတိပါဠပုံနာတို့ဟာအလွန်တရာချစ်ခင်ရင်းနှီးကြတဲ့တငယ်ချင်းတွေမှန်ပါဗျာဩဒိနေကြီးကဘုရားရှင်ကိုတော်မြတ်ရဲ့သာသနာမှာအနာဂံတည်ပြီးသားဂတိကာရဩဒိနေကြီးကအနာဂံအလောင်းတော်ဇောတိပါဠပုံနာကတော့ဒါအလောင်းတော်ဆိုလို့ရှိရင်ဘယ်အလောင်းတော်ပဲဖြစ်ဖြစ်ဒါပုထုဇဉ်ပဲမှန်ပါဗျာဗုဒ္ဓဘဝကိုမရောက်သေးမီဂျာတခိခိမှာဘဝတစ်ခုခုမှာသောတာပန်သဂရဂံစသည်တည်တယ်လို့ဘယ်အလောင်းတော်မှရှိရိုးထုံးစံမဖြစ်ပါမှန်ပါဒီလိုသောတိပါဠဘုံနာဘဝဖြစ်တဲ့အလောင်းတော်ကပုထုဇဉ်အဖြစ်နဲ့ထိုဝေကလင်္ကဇန္နပုသွားပြီးတော့ဖြစ်စေဒီသောတိပါဠဖယံဖြစ်မဲ့နေ့မှာရွှေကြသင်္ကန်းကတ်ဆိုတဲ့ဂတိကာရဗျမသည်ထိုစဉ်တုန်းကဂတိကာရအိုဒိမ့်တယ်အနာဂံတည်တဲ့ဂတိကာရအိုဒိမ့်တယ်နဲ့ဇောတိပါဠလူလင်တို့ဟာအလွန်တရာချစ်ခင်ရင်းနှီးပြီးတော့ဝေကလင်္ကအရမှာရှိနေကြတော့ကောသလတိုင်ကသဗ္ဗဘုရားရှင်ကိုတော်မြတ်ဂိတိသဇာရီလှဲ့ရင်းနဲ့ထိုဝေကလင်္ကဇန္နပုဂ္ဂိုလ်ဆက်ရောက်လာတော့သောတိပါဠလူလင်ကိုဂတိကာရအိုဒိမ့်တယ်ကြီးကအဖော်ညှိတန်ခါချင်းကာသဗ္ဗဘုရားရဲ့လို့လောကသုံးခွင်ဘုံသုံးပြင်ပွင့်ထုံးပေါ်ပေါက်လျက်ရှိတယ်ကာသဘောဘဂဝါအာမကံဝေကလင်္ကဇနဘာနာနုပ္ပတောကာသဘောကာသဗအမိတော်ရှိသောဘဂဝါဘုံတော်၆ပါးသခင်ဘုရားရှင်သည်အာမကံငါတို့ရဲ့ဝေကလင်္ကနာမဝေကလင်္ကအမိရသောဇနပါဒံဇနပုဒ္ဓအနုပ္ပတောအစဉ်ဆိုင်ရောက်၍လာခဲ့လေပြီတံခောပနာဘဝတံခောဓမ္မတတတံခောပနာဘဝတံကသဗ္ဗသတသခောပနာဘောဓောကသဗ္ဗသဘဂဝတောသောကသဗ္ဗအမိတော်ရတဲ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ကလျာဏောကောင်းသောကိတိသတော်ကျော်စောတဲ့တရင်ဤဧဝံဤသို့အဘုဂတောမဆံဘဝေပြန့်နှံ့တတ်၏ငါတို့ရဲ့ရွာကိုကသဗ္ဗရှင်တော်ဘုရားဆက်ရောက်လာပြီကသဗ္ဗရှင်တော်ဘုရားရဲ့ဂုဏ်တရင်တွေဤသို့လည်းမဆံဘဝေပြန့်နှံ့တတ်၏ကသဗ္ဗဘုရားတို့ရွာဆက်ရောက်လာတယ်ကသဗ္ဗဘုရားရဲ့ဂုဏ်တရင်တွေမဆံအောင်အထက်ဘဝအတ္တိပြန့်နှံ့ပြီးတော့တက်တယ်ကွဘယ်လိုဂုဏ်တရင်တွေတက်သလဲအရဟံသမ္မာသမ္ဗုဒ္ဓဝိဇ္ဇာစရဏသမ္မာနောအစရှိသည်ဖြင့်ဂုဏ်တော်9ပါးကိုဂတိကာရအနာဂံအိုဒိမ့်တေကြီးကပြောပြကသဗ္ဗဘုရားဟာအရဟံဂုဏ်ရှင်သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင်ကွဝိဇ္ဇာစရဏသုဂတလောကသမ္ပန္နဝိဇ္ဇာစရဏသမ္ပန္နသုဂတလောကဝိတုနုတ္တရောပုရိသဓမ္မသာရတိတတ္ထာဒေဝမနုဿာနဗုဒ္ဓဘာဂဝါဆိုတဲ့ဂုဏ်ကိုဝါနဲ့ပြည့်စုံတဲ့ကသဗ္ဗဘုရားငါတို့ရဲ့ကြီးရွာဆက်ရောက်လာတယ်လာဖျားဘူးသွားကြစို့ကွာအဖော်ညှိပြီးတော့ခေါ်ကသဗ္ဗရှင်တော်တန်ဖျားဘူးသွားကြစို့ရေလို့အဖော်ညှိတော့ဇောတိပါဠလူလင်ကအဲ့ဒီမှာပြန်ပြီးတော့ဂတိကာရကိုပြောခဲ့ကုတောနုဘောဓိမုံတသကုတောနုဘောဓိမုံတသဘောဓိပရမဒုံလပါမုံတသာခေါင်းတုံထားတဲ့ဝဥပိဖြစ်နေတဲ့တို့ယဟန်အားဘောဓိဉာဏ်ဆိုတဲ့သမ္မာသမ္ဗောဓိဉာဏ်သဗ္ဗညနာဉာဏ်တော်သည်ကုသိုလ်အဋ္ဌိဘယ်မှာရှိပါမလဲကုတောနုဘောဓိမုံတသာဘောဓိပရမဒုံလပါမုံတသာခေါင်းကသံမေရိတ်တုံထားတဲ့ယဟန်ယုတ်အတွက်ဘောဓိဉာဏ်သည်ကုသိုလ်အဋ္ဌိဘယ်မှာရှိနိုင်ပါတော့အနိဘောဓိဉာဏ်ဆိုတာပရမဒုံလဘရာခဲလစွာဤသူပြောခဲ့တဲ့စကားမင်းတို့ကတော့ဘောဓိဉာဏ်သမ္မာသမ္ဗောဓိဉာဏ်ရတဲ့ပုဂ္ဂိုလ်လို့ယုံကြည်တယ်ဘယ်လိုပဲသမ္မာသမ္ဗောဓိဉာဏ်ရတယ်လို့မင်းတို့ယုံကွာငါအထင်ပြောရရင်ဖြင့်ကုတောနုဘောဓိမုံတဆိုတာကခေါင်းတုံးမှန်ပါ
မြတ်စွာဘုရားရှင်ကိုဇောတိပါဠလူလင်ပြောလိုက်ပုံကမုံဒခေါင်းတုံးလို့ဒီလိုပြောလိုက်ပါဠိတော်ထဲမှာကဧခရာမပါလို့တော်သေးမုံဒဘုရဲ့နောင်နာကမုံတကလို့မြတ်ကဧခရာပါရင်အဲ့ဒါဟာဆေးရီတိုင်းထွားတဲ့စကားမျိုးဖြစ်သွားမှန်ပါကဧခရာကယုံညံ့တဲ့အဓိပ္ပာယ်ရမုံဒဆိုရင်ခေါင်းတုံးမုံတကဆိုရင်ကဒုံရုပ်လို့ဒီလိုပြောတဲ့အဓိပ္ပာယ်မှန်ပါယခုဇောတိပါဠလူလင်ကပုံနာမျိုးတို့အမျိုးဟာအမျက်ဆုံးအတ္တဆုံးဆိုပြီးတော့မိမိကိုအထင်ကြီးထားတဲ့အတွက်ကြောင့်ကုတ္တနုဘောဓိမုံတတဘောဓိပါရမဒုံလဘာမုံတတခေါင်းကသံမင်းရိတ်တုံးထားတဲ့ဒီလိုပုဂ္ဂိုလ်များအတွက်ဟောဒီဘောဓိဉာဏ်ဆိုတာကုတောနုအတ္တိဘယ်မှာရှိနိုင်ပါမလဲကောင်းတုံးထားတဲ့ဒီလိုပုဂ္ဂိုလ်တွေသမ္မာသမ္ဗောဓိဉာဏ်မရှိနိုင်ပါဘူးကွာသက္ကတရားဟောဒီပရမဒုံလဘာဘောဓိဉာဏ်ဆိုတာပရမဒုံလဘာအလွန်တရားရခဲ့တဲ့တရားပါဘောဓိဉာဏ်ဆိုတာသိရခဲ့တဲ့တရားပရမဒုံလဘာအလွန်တရားရခဲ့တဲ့တရားရခဲ့တဲ့တရားကိုဒီလိုပုဂ္ဂိုလ်များရတယ်ဆိုတာ तू မယုံဘူးဆိုတဲ့အတ္တတိယသဘောဘုရားအပေါ်မှာဖြစ်ခဲ့မှန်ပါအာဒဂတကတော့ပြောတယ်ဒီလိုကောင်းတုံးထားတဲ့ပုဂ္ဂိုလ်တွေဘောဓိဉာဏ်အလွန်တရားခဲ့တဲ့ဒီလိုသမ္မာသမ္ဗောဓိဉာဏ်မျိုးကိုဘယ်လွယ်လွယ်နဲ့ရနိုင်မလဲဒုက္ခရကိစ္စခဲရင်တဲ့ကိစ္စကိုခဲခဲရင်ရင်အလုံးလုံးမှရမှာဒီလိုလွယ်လွယ်ကူကူနဲ့ရတယ်ဆိုတာငါမယုံဘူးလို့ဒီလိုအဓိပ္ပာယ်နဲ့ဗုဒ္ဓရဲ့ဘောဓိဉာဏ်ကိုအတ္တတိယသဘောသိရောက်တဲ့စကားပြင်ဆွဆွဲခဲ့တယ်လို့အထက်ကရာဒီလိုရှင်းပြမှန်ပါပါဠိတော်အရဆိုရင်တော့ကုတောနုဘောဓိမုံတတဘောဓိပရမဒုံလဘအာဝဇဟံဇောတိပါလောတုကတံကသဗ္ဗန္တတာကုတောနုဘောဓိမုံတတဘောဓိပရမဒုံလဘယေရာချင်းကနေကသဘောဘောကဝကသဗ္ဗဘယရှင်ကိုရောမြတ်သည်လောကေလောကသုံးဝင်ပုံသုံးမြင်တဲ့ဥပ္ပန္နပွင့်ထွန်းပေါ်ပေါက်တော်မူခဲ့လေ၏တရာထောအခါတုန်းကအင်္ဂါတိဇောတိပါလောနာမဇောတိပါလအမိယသောပြမနာပုံနှလူလေးနှင့်အာသိမ့်ဖြစ်ခဲ့လေပြီတရာထောအခါတုန်းကအင်္ဂါတိဧဝံဤသို့အဝါစံဆိုခဲ့လေပြီကိုယ်တိုင်ပြန်ပြောပြတာမှန်ပါဗျာဘုံတတယခုလိုခေါင်းတုံးထားတဲ့ပုဂ္ဂိုလ်တယောက်အတွက်ဘောဓိဘောဓိဉာဏ်ဆိုတာကုသိုလ်အတ္တိဘယ်မှာရှိနေပါတော့အနိဘောဓိဘောဓိဉာဏ်သည်ပရမဒုံလဘာအလွန်တရားရခဲ့တဲ့တရားဒုက္ခရသဘာဝအလွန်တရားရခဲ့တဲ့ခဲရင်တဲ့တရားဣတိဤသို့အဟံငါသည်အဝဇံပြောခဲ့ဆိုခဲ့မိလေပြီအလောင်းတော်ကိုယ်တိုင်ကသဗ္ဗဘုရားကိုဒီလိုပြောခဲ့တဲ့စကားဘဝအနေနဲ့ပြန်ကြည့်ရင်ဘာမှကြားတာမဟုတ်ပါဘူးကသဗ္ဗဘုရားနဲ့ယခုသောတိပါဠလူလင်ကိုယ်တိုင်ဖြစ်လာတဲ့ဂေါတမဘုရားတို့ဟာတကဘာတွေမှန်ပါကြားထဲမှာကဘာမချဘူးဘုရားမချဘူးရှင်းနေနောက်တက်ဆက်သေးအဲဒီလိုအထထညင်းဂုံဘကာရဂတိကာရအိုဒိမ့်ပဲဖြစ်တဲ့အနာဂံတကာကြီးကလည်းပဲသူ့ငယ်ချင်းကသဗ္ဗဘုရားတန်ရောက်စေခြင်းလုံးလို့ကျိတ်ဖန်များစွာခေါ်တယ်အဖို့ကြီးတွေသွားရအောင်ဘယ်လို့မှဖို့ကြီးမရနောက်တော့လီတယ်ပြီးတော့ဘယ်နဲ့ခေါ်သွားလို့ဆိုတော့ငါတငယ်ချင်းလာကွာမြစ်စိတ်ရေချိုးသွားကြဆိုမြတ်စွာဘုရားရှင်ကိုတော်မြတ်တဲခိုတဲ့နေရာနဲ့မြစ်စိတ်နယ်ကနီးတယ်မှန်ပါနီးတော့မြစ်စိတ်ရေချိုးသွားရအောင်ဆိုပြီးတော့ဇောတိပါဠလူလင်ကိုဂတိကာရဥဒိနေကမြစ်စိတ်ရေချိုးရအောင်ဘုံကြီးခေါ်သွားရောမြင်းစိတ်လေးကြရောရေချိုးပြီးတော့ကမ်းပါမှာထိုင်ပြီးတော့အဝိအစလည်းနေသာလှုံပြီးတော့နေတဲ့အချိန်ခဏရေလေးပါလေးစစ်ပြီးတော့နေသာလှုံနေတဲ့အချိန်ဂတိကာရဥဒိနေကဇောတိပါဠမန်တက်နေတဲ့ပုံနာခေါင်းပေါင်းကိုကင်ပြီးတော့ဘုရားစီသွားရအောင်လို့အတင်းဆွဲခေါ်တာခေါင်းပေါင်းကင်ပြီးတော့အတင်းဆွဲခေါ်တယ်ဂတိကာရကပုံနာမျိုးအနေနဲ့ဇက်နှိမ့်တဲ့ပုံနာဇန်နှိမ့်တဲ့ဂတိကာရကဇန်မြင့်တဲ့ဇောတိပါဠရဲ့ခေါင်းပေါင်းကင်လိုက်တယ်ဆိုရင်ပဲဇောတိပါဠကစဉ်းစားတယ်သာမန်ကိစ္စမျိုးဆိုရင်ဇန်နှိမ့်တဲ့လူတွေကဇန်မြင့်တဲ့ပုဂ္ဂိုလ်ကိုခေါင်းမကင်ရဘူးအလွန်တရာထက်တန်းကြအံပနံကိစ္စမျိုးဖြစ်လို့ငါခေါင်းကင်တာဖြစ်လိမ့်မယ်တွေး
ခေါင်းပေါင်းကင်ဆွဲပြီးတော့ခေါ်တော့သူကခေါင်းပေါင်းဖြေလိုက်တယ်တဲ့မလိုက်ဘူးခေါင်းပေါင်းကိုဖြေပလိုက်ခေါင်းပေါင်းကိုဖြီးပြလိုက်တဲ့အခါကျပြန်တော့ဂတိကာရဩဒိသေကဘာလို့ပြန်လို့ဆိုတော့ခေါင်းကရောင်တုံးတစ်ခါဆွဲပြီးတော့ခေါ်ပြန်တယ်မှန်ပါခေါင်းပေါင်းကျွတ်သွားတော့ရောင်တုံးဆွဲရောင်တုံးကြတော့ချွတ်လို့ပဲရတော့မလားမရတော့ပါရောင်တုံးကဖြတ်ပြစ်ခဲ့ပြီးတော့မလိုက်ဘူးဒီလိုလည်းပဲညင်းလို့ကမတော်ဘူးခေါင်းကရောင်ဆမ်းမင်းအတင်းဆွဲပြီးတော့လာဖယားစီသွားကြစိုးကွယ်လို့ခေါ်တော့ဒီဥစ္စာဟာအလွန်တရာအတက်တန်းကြတဲ့ကိစ္စအမှန်တန်ကိစ္စမျိုးဖြစ်ကောင်းခေါင်းပေါင်းကိန်းကငါခေါင်းပေါင်းချိုးလိုက်တယ်သူမလျှော့ဘူးယခုခေါင်းကရောင်ဆွဲပြီးတော့သပင်ဆွဲပြီးတော့ငါ့ကိုခေါ်ပြန်တယ်ဧကန္တထူးကြတဲ့အကျိုးတရားရှိလို့ငါဒီလောက်တောင်ခေါ်တာဖြစ်မယ်စိတ်ထဲအတွေးပေါက်ပြီးတော့ကိုင်းညာခိုင်မြားခေါ်နေတဲ့ကသဗ္ဗသမ္မာသမ္ဗုဒ္ဓထံကျုပ်အထင်ပြောရရင်တော့သမ္မာသမ္ဗုဒ္ဓဉာဏ်ရှိဖို့မပေါ်ပါဘူးဒါပေမဲ့ခမည်းအခေါ်ကောင်းတဲ့ကျုပ်လိုက်အောင်မယ်တဲ့လိုက်သွားလိုက်အောင်မယ်ဆိုပြီးတော့လိုက်သွားဘုရားရှင်ကိုရမြတ်တရင်သုံးတဲ့ဝေကလင်္ကဇဏပုတ်သောဝေကလင်္ကဇဏပုတ်ဘုရားရဲ့တဲကြောင့်ရောက်ပြီလေဆိုရဘုရားထံမောက်မြတ်စွာဘုရားရှင်ကိုရောမြတ်ရောက်ဘုရားထံမောက်ရောက်လာလို့ဘုရားရှင်ကိုရောမြတ်ကဒီမှာအနုပုပ္ပိခရာဒေသနာစဉ်6ပါးကိုဒီသင်္ကေချင်း2ယောက်ဟောတယ်ဒေသနာစဉ်6ပါးကဒါနကတံဒါနနဲ့ပတ်သက်သောတရားစကားသီလကတံသီလနဲ့ပတ်သက်သောတရားစကားသေကကတံနာယဝသုကတိနဲ့ပတ်သက်သောတရားစကားကာမနာအရိနောကာမဂုဏ်ရဲ့အပြစ်ကိုဖော်ပြတဲ့တရားစကားနိခမ္မေအာနိသံတံနိခမ္မနဲ့ပတ်သက်နိခမ္မရဲ့အကျိုးနဲ့ဖော်ပြတဲ့တရားစကားနိခမ္မရဲ့အကျိုးကိုဖော်ပြတဲ့တရားစကားသရုသေဇာကတံသေဇာ၄ပါးနဲ့ပတ်သက်သောတရားစကားခေါ်ဆိုရပေသောအနုပုပ္ပေကတံစင်တိုင်းဖြစ်လာတဲ့ဒေသနာစဉ်6ပါးကိုပတိတိဟောတော်မူလိုက်ပါပေ၏ကသဗ္ဗဖယာဒါနကတာကသသစ္စာကတာတဲ့ဒေသနာစဉ်6ပါးဟောတော်ထိုဒေသနာစဉ်6ပါးဏီကုံဆုံးတဲ့အခါမှာဇောတိပါဠလို့ခေါ်တဲ့အလောင်းတော်မန်တက်နေတဲ့ပုံနှံလူလင်သည်မြတ်စွာဘုရားကိုအာလျှောက်တုံးဆိုတော့အဘိကံတံပန္တိဘိကံတံပန္တိတရားဓာပိပန္တိနိကုဇိတံဝဥက္ကုဇေယပဋိသန္နံဝဝိဝရေယမုံလသာဝမေကံအာစိခေယန္တာကာရိဝတိလပေဇောတန္တာရိယသကုမန္တောယူပါဏိတခန္တိတိပန္တိဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားတည်ရှင်တော်ဘုရားရဲ့ပါတိတံမိန်တော်မူတဲ့စကားသည်ဘိကံတံလွန်တရားနှစ်သက်ပေါ်ရာကောင်းပါပြီသောဘုရားအဘိကံတံလွန်တရားနှစ်သက်ပေါ်ရာကောင်းပါပြီသောဘုရားနေကိုစီတံမောက်ထားတဲ့အိုကြီးကိုဥက္ကုဇေယတရားဓာပိဝတဲ့အောင်ပြောင်းလှန်ပြပြီးတဲ့ကဲ့သို့လည်းကောင်းပဋိသန္နံဖုံးကွယ်ထားတဲ့အရာဝတ္ထုကိုဝိဝရေယတရားဓာပိဝဖွင့်လျက်ပြန်လိုက်ပြီးတဲ့ကဲ့သို့လည်းကောင်းအန္တာကာရေမိတ်မောင်ကြီးတဲ့တေလပေဇောနံစီမိတန်ကြီးကိုဒါရိယတရားဓာပိဝညီထုတ်၍ပြန်လိုက်ပြီးတဲ့ကဲ့သို့လည်းကောင်းမောလာသာတောကြီးမြဲမဲ့လမ်းမနေတဲ့ပုဂ္ဂိုလ်အမဲ့ကလမ်းမကိုအာစိခေယတရားဓာပိဝလက်ကိုကင်ဆွဲဒီလမ်းမဲ့လို့သေချာစွာညွှန်ကြားပြီးတဲ့ကဲ့သို့လည်းကောင်းဧဝမေဝဧဝန္တတပမဒယုထိုအတုဘဂဝါတရှင်တော်ဘုရားတိယံဘုရားတပည့်တော်ကိုနေကပရိယာယိနာတပမကမြတ်စွာသောနိဖြင့်ဓမ္မောတရားတို့ကိုပကတိတော်ပြလိုက်ပါပြီမြတ်စွာဘုရား။ဘာနေဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားအံဘုရားတပည့်တော်သည်ဘဂဝါတော်ဘုရားရှင်ကိုတော်မြတ်ရဲ့တန်တိကေထာ၌ဘာဝေဇံရှင်ဖြစ်ကိုဥပသမ္ပတယဟံဘဝကိုလဘေယံရခြင်းပါတော်သည်ဘုရား။ဤတိသောဇောတိပါလောမနောဇောတိပါလာကောတဲ့ပုံနာလူလင်းသည်ကသဗ္ဗံဘဂဝန္တံဘုန်းတော်၆ပါးသခင်ကသဗ္ဗဘုရားရှင်ကိုဣဒံဝန္တဤစကားကိုအဝဇာရွှေနေတော်ကြားအောင်လျောက်တရှာလီတော်တည်းဘုရားဓမ္မရောက်တဲ့ခင်တုံးကတော့လည်းပဲဒီသမ္မာသမ္ဗုဒ္ဓဘောဓိဉာဏ်သမ္မာသမ္ဗုဒ္ဓဉာဏ်ရတယ်ဆိုတာသူမယုံဘူးပရမဒုံလဘဒုက္ခရတရားခဲခြင်းတဲ့တရားရခဲ့တဲ့တရားဖြစ်နိုင်မယ်မတင်ဘူးလို့ပြောတယ်ရောက်လာပြန်တော့ကသဗ္ဗရှင်တော်ဟောလိုက်တဲ့တရားနာပြီးတော့ချက်ချင်းသရဏဂုံဆောက်တည်ပြီးတော့ဘုရားထံမှာဇောတိပါဠပုံနာလူလင်ဟာယဟန်ဝတ်သွားတယ်မှန်ပါဗျာဘုရားအလောင်းတော်လေးသင်္ချေကဘာတသိန်းတို့ကာလပတ်လုံးပါရမီတော်တွေဖြည့်ပြီးတော့လာခဲ့တာထိုလေးသင်္ချေကဘာတသိန်းကာလအတွင်းတွေ့ရကြုံရတဲ့ဘုရားပေါင်း28စုရှိမှန်ပါထို28စုသော
လေးသိကြီးကဘာတသိန်းကာလအတွင်းပွင့်သွားတဲ့ဖရာပေါင်း28စုဖူးလိုက်ရတဲ့ဖရာပေါင်းကတော့24စုပါပဲမိမိကိုယ်တိုင်ဖြစ်တဲ့ဂေါတမဘုရားတဆူဖယ်ထား29စုကျန်တဲ့မှန်ပါဗျာဟောပထမဆုံးဘုရားစုပန်တော့ကဒီပင်ကရဘုရားရှိရင်ပန်တယ်နော်မှန်ပါဗျာဒီပင်ကရဘုရားရဲ့ရှိနာကပွင့်သွားတယ်သရဏင်္ဂရာမေတ္တင်္ဂရာတနှင်္ဂရာဘုရား3စုရှိထိုဘုရား3စုပွင့်ပြီးတဲ့နောက်ကြတော့မှဒီပင်ကရာပွင့်သုံးမိတာအလောင်းစုပန်စဉ်ဘဝတုန်းကပွင့်တော်မူတဲ့ဘုရားသည်ထိုကဘာမှာ4စုပွင့်တယ်မှန်ပါသရဏင်္ဂရာမေတ္တင်္ဂရာတနှင်္ဂရာဒီပင်ကရာဘုရား4စုပွင့်4စုတို့အနဲ့3စုကိုမဖူးလိုက်ရပါဘူးဒီပင်ကရာဘုရားခြေရင်ကြတော့မှသူ့မိတာဘဝနဲ့ဖူးပြီးတော့စုပန်လာတာမှန်ပါဒါကြောင့်ထို3စုဖဲတနှင်္ဂရာမေတ္တင်္ဂရာသရဏင်္ဂရာဒီ3စုဖဲတာကိုယ်တိုင်ဖြစ်ခဲ့ရတဲ့ဂေါတမဘုရားကိုဖယ်တာ4စုဖယ်လိုက်ရင်24စုအဲ့ဒါကိုယ်တိုင်ဖူးရတွေ့ရတဲ့ဘုရားတွေမှန်ပါထို24စုသောဘုရားတို့ရဲ့သာသနာမှာဖြစ်ခဲ့ရတဲ့ဗုဒ္ဓဂေါတမအလောင်းတွေယဟန်ဝိခဲ့ရတဲ့ဘဝပေါင်း9ဘဝပဲရှိတယ်9ချိန်ပဲရှိမှန်ပါအံ့ဩစရာကြီးပပ္ပဇိတဒုံလဘမှန်ပါလူသားမဏိမပြောထားနဲ့ဘုရားလုံးတော်ကြီးတောင်မှဘုရား24စုဖူးခဲ့ရရဲ့သားနဲ့ပါရမီဖြည့်ခဲ့တဲ့ကာလပေါင်း4သင်္ချီနဲ့တသိန်းအတွင်းမှာ4သင်္ချီနဲ့ကဘာတသိန်းအတွင်းမှာယဟန်တက်ခဲ့ရတဲ့ဘဝဟာ9ဘဝရှိတယ်ယခုကသဗ္ဗဘုရားရဲ့ဓမ္မယဟန်တက်ရတာဟာအဲ့ဒါအလောင်းတော်အဖြစ်နဲ့နောက်ဆုံးဘဝပဲမှန်ပါဗျာမာနတွေအလွန်ကြီးပြီးတော့ကသဗ္ဗဘုရားဘောဓိညာမရှိနိုင်ဘူးဘောဓိညာဆိုတာအလွန်ခက်တဲ့တရားလို့သူပြောခဲ့တယ်မှန်ပါဘောဓိညာအကြောင်းတော့ဘုန်းကြီးတို့ကတက်ကရှင်းပြီးသားသာဝကဘောဓိပိစိကဘောဓိသမ္မာသမ္ဗောဓိနော်မှန်ပါဗျာဒီနေရာမှာသောတိပါဠလူလေအထင်သေးနေတဲ့ဘောဓိညာကသမ္မာသမ္ဗောဓိညာကိုဆိုလို့တဲ့ဗုဒ္ဓရှင်တော်တို့ရမြဲဖြစ်တဲ့သမ္မာသမ္ဗောဓိညာကိုသူကအထင်သေးပြီးတော့ဘုဒ္ဓ ानु ဘောဓိမုံတတဘောဓိပရမဒုံလဘမုံတတကဒုံဖြစ်နေတဲ့ဒီလိုပုဂ္ဂိုလ်များတဲ့ဘောဓိဉာဏ်သည်ကုတော်အဓိဘယ်မှာရှိနေပါမလဲဘောဓိဉာဏ်ဆိုတာပရမဒုံလဘအလွန်တရားရခဲ့တဲ့တရားပရမဒုက္ခရာရအောင်ပြုနိုင်ခဲ့တဲ့တရားရခဲ့တဲ့တရားရအောင်ပြုနိုင်ခဲ့တဲ့တရားဆိုတဲ့စကားလုံးလေးဟာဘုရားရှင်ကိုရမြတ်ရဲ့ဘောဓိဉာဏ်ကိုအပြစ်တင်ခဲ့တဲ့စကားပဲမှန်ပါအဲ့ဒီစကားလုံးပြောမိတဲ့အချိန်ကစပြီးတော့သူကိုယ်တိုင်6နှစ်ကြာကျင့်ဖို့ရန်အကုသိုလ်မှုကိုစုဆောင်းပြီးသွားပြီမှန်ပါဗျာဒီစကားလုံးပြောပြီးတဲ့အချိန်ကစပြီးတော့ငါကိုသူကိုယ်တိုင်6နှစ်ကြာဒုက္ခရစိယကျင့်ဖို့ရန်မကောင်းမှုကြီးကိုစုဆောင်းပြီးတော့ဖြစ်သွားပြီလို့မှတ်လိုက်မှန်ပါဗျာပြောတဲ့စကားလုံးလေးကပရမဒုံလဘဒီဘောဓိညာဟာအလွန်ရခဲ့တယ်အလွန်ရခဲ့တယ်လို့ပြောလိုက်တဲ့အတွက်ကြောင့်သူကိုယ်တိုင်အထုတ်တဲ့အခါကျတော့အလွန်ကိုရခဲ့သွားမှန်ပါဗျာပရမဒုက္ခရာအလွန်ပြုနိုင်ခဲ့တယ်လို့ပြောလိုက်တဲ့အတွက်ကြောင့်သူလည်းပဲခဲခဲရင်ရင်ပြုယူရမှန်ပါဗျာဒါပဲကာသဗ္ဗဘုရားက6ရက်ထဲကျင့်ရင်ကွာငါက6နှစ်ကျင့်ပြလိုက်မယ်ဆိုတဲ့စကားထက်ကရာထဲမပါဘူးမှန်ပါဟုတ်လားမှန်ပါအေးကုတ္တ ानु ဘောဓိမုံတတဘောဓိပရမဒုံလဘမောင်တသာကလုံးပြည့်နေတဲ့ဒီလိုပုဂ္ဂိုလ်များတဲ့ဘောဓိဉာဏ်နဲ့ကုတော်အဓိဘယ်မှာရှိနေပါမလဲဘောဓိဉာဏ်သည်သမ္မာသမ္ဗောဓိဉာဏ်သရပရမဒုံလဘအလွန်တရားရခဲ့တဲ့တရားတဲ့အဲ့ဒီဝေကလိကဇနပုတ်ဇောတိပါဠနဲ့ဂတိကာရတို့ရဲ့ဘဝကဒီလိုသံငယ်ချင်းနှစ်ယောက်ကသဗ္ဗဘုရားထံဘုရားဖူရအောင်သွားတရားနာရအောင်သွားရောက်ပြီဆိုတော့လေတရားနာလိုက်ရတော့ချက်ချင်းဝင်ပြီးတော့ယဟန်ပြုတ်သွားတဲ့ဇောတိပါဠအလောက်တော့ဂတိကာရအိုဒိမေကြီးသည်ထိုဘဝကနေကွယ်လွန်ပြီးတော့သူကတော့ဘယ်သွားတော့ဆိုတော့အနာဂံဆိုတော့သုဒ္ဓဝါဒဗျမပြည်သွားမှန်ပါဇောတိပါဠလူလင်ထိုဘဝကကွယ်လွန်ပြီးတော့ဘယ်သွားတော့ဆိုတော့တုတ်တိတာနတ်ပြည်သွားဟုတ်လားမှန်ပါဗျာနတ်ပြည်ကနေပြီးတော့စောင့်ပေါ်ဗျာမိမိပါရမီရင့်ကျက်တဲ့ကာလအဋ္ဌိတာစောင့်မှန်ပါဂတိကာရကလည်းပဲ
ငါတငယ်ချင်းဇောတိပါဠဘယ်မလဲဘယ်ရောက်နေတယ်လဲသူကလည်းအမြဲတမ်းကြည့်ဩတုတ်တိတာနတ်ပြည်ရောက်နေပြီငါတငယ်ချင်းဇောတိပါဠသူကလည်းဗြဟ္မပြည်ကနေသိပါမေတော့မာယာဝမ်းကြတဲ့ခံဝင်ပြီးတော့ပရိသန်နေယူလို့ဖွားမြင်ပြီးတဲ့နောက်ဘုန်းကြီးတို့ပရိသတ်များသက်တော်ဘလောက်မှတောထွက်တော့29နှစ်သက်စီရောက်တွင်ဟုတ်လားမှန်ပါဗျာသက်တော်29နှစ်သားတော်လေးတယောက်ရပြီးတော့တောထွက်သွားတဲ့အချိန်ဥရဝေလတောရဲ့အဝင့်အတော်မှာတောင်ကမ်းမှာဆန်တော်ကိုဖြတ်လို့ထိုဆန်တော်ကိုဒိဋ္ဌံပြီးတော့ကောင်းကင်မြှောက်လိုက်တဲ့အချိန်ကောင်းကင်ကနေထိုဆန်တော်ကိုယူသွားတဲ့ပုဂ္ဂိုလ်တစုရှိမိမိရဲ့ဝတ်လဲတော်တွေကိုယူသွားတဲ့ပုဂ္ဂိုလ်တစုရှိမိမိဝတ်လဲတော်တွေကိုယူသွားပြီးတော့ဇေရီတဲတဲ့ပုဂ္ဂိုလ်တစုကောင်းကဇာပင်ဖြတ်ပြီးတော့မြှောက်လိုက်တဲ့အခါမှာဇာပင်ကိုကောင်းကင်ကနေယူသွားပြီးတော့ဇေရီတဲတဲ့ပုဂ္ဂိုလ်တစုရှိ။ကဲပါဆိုယူသွားပြီးတော့ဇေရီတဲတာကဘာလို့လဲဗျမမင်းကြီးကအေးငါငယ်ချင်းပစုငါယူသွားပြီးတော့ဗျမပြည်ဇေရီတဲမယ်ဟဲ့ဆိုပြီးတော့ဒုပ္ပစေတီမှန်ပါဂတိကာရဗျမကြီးတဲတာမှန်ပါဟုတ်လားမှန်ပါသူကောင်းဆောင်တဲတာပေါ့ဗျာမှန်ပါကောင်းကစာပင်ကိုတော့တရားမင်းယူသွားပြီးတော့တာဝရိနာမှာစူလာမဏိစေတီကျဲလိုက်တယ်ဒီတော့အလောင်းတော်သိတ္တကိုအဝတ်ဆက်တာကဘယ်သူတုံးဆိုတော့အဲ့ဒီဂတိကာရဗျမကြီးပဲအဝတ်ဆက်တယ်မှန်ပါဂတိကာရဗျမကြီးဒီမှာသင်္ကန်းရွှေကြသင်္ကန်းဆိုပြီးတော့ဂျာဘူးတွေကနေဆွဲထုတ်တဲ့သင်္ကန်းအပြည့်အစုံဒီမှာဆက်ကလိုက်တော့ဂတိကာရဗျမလူတန်းရွှေကြသင်္ကန်းမြေဥရဝေလတော့ရောက်အောင်ကြွတေကကိလေသာတွေအမြင့်ပြုအောင်ငါဘဲနဲ့လောက်ရပါမလဲလို့ဆိုပြီးတော့ကိုယ်တိုင်ရှာမှရမယ်ဆရာတန်နိကချင်းလို့တော့ကိလေသာအမြင့်ပြုအောင်သတ်နိုင်တဲ့ကိလေသာအမြင့်ပြုအောင်သတ်နိုင်တဲ့နီလန်လည်းပြနိုင်တဲ့ဆရာရှိမှမဟုတ်ဘူးသမ္မာသမ္ဗုဒ္ဓဉာဏ်သဗ္ဗညုတဉာဏ်အတွက်လည်းနီလန်ညွှန်ကြားနိုင်တဲ့ဆရာဒီလောကရှိမှမဟုတ်ဘူးဒီဆရာကြီးနှစ်ယောက်ကိုစွန့်မှပဲဆိုပြီးတော့ဆရာကြီးနှစ်ယောက်စွန့်ခွာပြီးတော့ကိုတော်တိုင်အဲ့ဒီမှာဥရဝေလတော်ကျင့်တော့တာပဲမှန်ပါဆရာကြီးနှစ်ယောက်ဥရုအာလာရကာလမနဲ့ဥဒကရာမဗုဒ္ဓဆရာနှစ်ယောက်ကိုစွန့်ပြီးတဲ့အချိန်ကစပြီးတော့ဒုက္ကရစရိယာအကျင့်ကိုကျင့်တော့တာပဲဟုတ်လားမှန်ပါဗျာဒီတော့တက္ကရာကဒီနေရာဘာပြောပြန်လို့ဆိုလို့ရှိရင်အပရိပကညာဏတ္တာတဲ့အလောင်းတော်သိတာဘာကြောင့်ဒုက္ကရစရိယာကိုကျင့်တယ်လဲဆိုရင်အပရိပကညာဏတ္တာဘောဓိညာမရင်ကျက်သေးတဲ့အတွက်ကြောင့်ဒီလိုအကျင့်တွေကိုကျင့်မိနေတာဒီလိုပြောတယ်။ဟိုကျွေးကပါလာတဲ့အတွက်ကြောင့်ညာမရင်ကျက်သေးခင်ကြိုးတွင်ပြီးတော့တောထွက်မိရတာဖြစ်သွားတယ်။တကယ်ဖြစ်နေတာကတော့ညာရင်ကျက်တဲ့အချိန်မှာတောထွက်ပြီးတော့ကျင့်ရမှာမှန်ပါ။အိန္ဒြေရင်ကျက်တဲ့အချိန်သဒ္ဒဝရိယသတိသမာဓိပညာဆိုတဲ့အိန္ဒြေ၅ပါးရင်ကျက်တဲ့အိန္ဒြိယပရိပါကကာလကြမှာတောထွက်ပြီးတော့ကျင့်ဖို့ရန်ဖြစ်ပင်ဖြစ်ပါတော့လည်းပဲအိန္ဒြိယပရိပါကကာလမရောက်သေးပဲနဲ့တောထွက်မိနေတယ်။ညာမရင်ကျက်သေးပဲနဲ့တောထွက်မိနေတော့မရင်ကျက်သေးတဲ့ကာလအတွင်းမှာအဲ့ဒါဒုက္ခရစရိယာတေရောက်တော့တာပဲဟုတ်လားမှန်ပါဗျာပထမတော့တယောက်တည်းတထထဲစားပြီးတော့ကျင့်တထထဲစားပြီးတော့ကျင့်ရာကနေပြီးတော့ဖြည်းဖြည်းလျှော့လာတယ်တထတဲကနေပြီးတော့တထစာကိုတဝက်ခွဲပြီးတော့စားမယ်တဝက်ခွဲစားရကနေတလုံးထဲစားအဲ့ဒီကနေငါပြောသည်တလုံးနဲ့စားပြီးတော့ကျင့်မယ်လက်တခုတ်စားလေးစားပြီးတော့ကျင့်မယ်ပဲပြုတ်ကြီးလေးလက်တခုတ်စားပြီးတော့ကျင့်မယ်ဖြည်းဖြည်းနဲ့လျှော့သွားမှန်ပါဘာကြောင့်ဒီလိုအစာလျှော့သွားသလဲလို့ဆိုတော့ဒီခန္ဓာကိုယ်ကြီးကိုအစာကျွေးနေရတာဟာခန္ဓာကိုငဲ့ကွက်တဲ့သဘောရှိတယ်လို့ဒီလိုထင်တာမှန်ပါခန္ဓာကိုရေချိုးခြင်းအဝတ်အစားပြင်ဆင်ခြင်းအစာကျွေးခြင်းဆိုတဲ့ကိစ္စတွေကခန္ဓာကိုငဲ့ကွက်ညှာတာတဲ့သဘောရှိတယ်ခန္ဓာကိုငဲ့တယ်ညှာတယ်ဆိုတဲ့ဥစ္စာဟာကိလေသာရဲ့သဘောပဲဒါကြောင့်ဒီခန္ဓာငါကဘယ်လိုပဲညာတဏိခန္ဓာကငါညှာမှမဟုတ်ပဲဒီတော့အစာရီဖြတ်ပြီးတော့ကျင့်ရကောင်းလီစွာတကားခန္ဓာကြီးကိုငဲ့ကွက်မှုဒီမှကင်းမယ်ဆိုပြီးတော့နောက်တော့ပဲပြုတ်ကြီးလက်တစ်ခုစားစားပြီးတော့ကျင့်တဲ့အနေကနေပြီးတော့ဆံကလေးထမင်းကလေးတစ်လုံးနှမ်းစီကလေးတစ်စီပဲစီကလေးတစ်စီလောက်ပဲစားပြီးတော့ကျင့်တဲ့အခြေအနေကိုရောက်
နောက်တော့ကိုင်းမထုပါဘူးဆိုပြီးတော့အာဟာရလုံးဝဖြတ်ပြီးတော့ကျင့်အာဟာရလုံးဝဖြတ်ပြီးတော့ကျင့်ရင်နဲ့ရင်ဆွဲကြီးငါးဦးတို့ကလည်းကြိုတင်ပြီးတော့ထိုတော်တဲ့ရောက်နေကြရင်ဆွဲကြီးငါးဦးတို့ကပြုစုတဲ့တို့ရဲ့အရှင်သခင်သိတ္တထဘယ်တော့ဖျားဖြစ်မလဲဘယ်တော့အများဖျားဖြစ်မလဲဟမ်မှန်ပါအေးအလောင်းတော်ဖွားကစားတုန်းကဘေးရင်ဟောခဲ့တာပုံနာပဲ2ယောက်ဟောတယ်လေပုံနာ6ယောက်အငယ်ဆုံးပုံနာကကွန်းတင်ညဟုတ်လားကျန်တဲ့ပုံနာ9ယောက်ကအကုန်လုံးသိကုန်ကြမှန်ပါသိကုန်တဲ့တို့ပုံနာတွေကဒီသိတ္တဖျားဖြစ်တို့မမီတော့ဘူးသူတို့ကသိတော့သားဖြစ်တဲ့ပုဂ္ဂိုလ်တွေကိုမှားပစ်ခဲ့ဟေးပါတို့သိတ္တဖျားဖြစ်လို့ရှိရင်မင်းတို့ဥဥဖျားဖျားတရားနာရစ်ကြကွာလို့မှားပစ်ခဲ့ဘေးရင်ဟောတာပုံနာ6ယောက်မဟုတ်ပါဘူး9ယောက်ပါတကထုံးကြော9ယောက်ပါ6ယောက်ဟုတ်လား9ယောက်မှဒီမှာပြည့်စွဲကြီး9ဦးလာကြိုက်မှာပေါ့အငယ်ဆုံးပုံနာကကွန်းနေညဟိုကြီးတဲ့ပုံနာ4ယောက်ကဖယားမမီလိုက်ကြဘူးမှန်ပါဖယားမမီလိုက်တော့သူတို့ကသားတွေကိုမှာပစ်ခဲ့တာသား4ယောက်ရှိတယ်မှန်ပါငါသားတို့မင်းတို့သိတ္တတာဖယားပြင်စောစောစီးစီးတရားနာရစ်ကြကွာဆိုပြီးတော့မှာပစ်ခဲ့သေဆုံးသွားတဲ့ပုံနာ4ယောက်ရဲ့သား4ယောက်ရဲ့အငယ်ဆုံးကွန်းတင်ညပုံနာရဲ့ပေါင်းမှအဲ့ဒါ9ယောက်တို့ပိဒပြောတဲ့6ယောက်နဲ့ဆိုလို့ရှိရင်တော့ဒီမှာပြင်စွဲကြီးမဟုတ်တော့ဘဲနဲ့ဆက်ဘဲကြီးပြေးသွားလိမ့်မယ်ဟုတ်လားမှန်ပါအေးအဲ့ဒီလိုသေဆုံးသွားကြတဲ့ဘုရားကိုမမီလိုက်တဲ့ပုံနာ4ယောက်ရဲ့သား4ယောက်ရဲ့အငယ်ဆုံးဘေးတင်ဆရာဖြစ်တဲ့ကွန်းတင်ညသူကလည်းလက်ညှို့တစ်ချောင်းနဲ့ထောင်ဟောဆိုမဟုတ်လားမှန်ပါဗျာလက်ညှို့တစ်ချောင်းနဲ့ထောင်ပြီးတော့ဟောတယ်ဧကံဘုရားဖြစ်ဟို4ယောက်ကတော့လက်2ချောင်းထောင်ပြီးတော့ဘုရားဖြစ်ခြင်းဖြစ်မဖြစ်ရင်စက်ကြမင်းမဖြစ်ရင်ဖယားဒီလိုဟောတာမှန်ပါသူတို့က2ခွသမားတွေခေါင်းနေညကတော့အငယ်ဆုံးသူကတော့ဒလန်းနဲ့ဟောတယ်ဧကံဖယားကိုဖြစ်မှာဒါကြောင့်သိတ္တတော်မထွက်ခင်ကလေးကသူတို့တွေကကြိုတင်ပြီးတော့ဟောသေးသွားတဲ့ပုံနာ4ယောက်ရဲ့သား4ယောက်ရဲ့အငယ်ဆုံးကိုနေညရဲ့ပေါင်းလိုက်တော့9ယောက်ဒီ9ယောက်ကဟောဒီဥရဝေလကိုစောကြီးရောက်နေနေတာမှန်ပါဥရဝေလရောက်နေတော့တို့ပုံနာ9ယောက်မှာဘသူအကြီးဆုံးလဲလို့မေးရင်ကိုနေညအကြီးဆုံးပေါ့မှန်ပါဟုတ်လားကို4ယောက်ကအငယ်ဖြစ်တော့တာသားတွေကိုမှန်ပါအလောင်းသိတ္တတော်ထွက်လို့ယခုလိုပင်မဆင်းရဲစွာအစာဖြတ်ရေဖြတ်ပြီးတော့ကျင့်တဲ့ဆိုတော့အထင်ကြီးလွန်းလို့ထိုပုံနာ9ယောက်ကပြုစုလိုက်ကြတာဝကြဝငါပြုရေဘူးရေချမ်းကမ်းလန်းပြီးတော့ပြုစုဘုန်းကြီးတို့မိသီမနိကေကြီးများပြောဒုက္ခရစရိယာကျင့်ဆိုတဲ့နေရာမှာအလောင်းတော်သိတ္တဟာလေအိန္ဒိယရှိနေတဲ့ယောဂီပုဂ္ဂိုလ်တွေကျင့်တဲ့ခဲရင်ပင်မနဲ့အကျင့်မှန်ရင်မကျင့်ဘူးတာဘာမှမကြမ်းအောင်ဒီလိုကျင့်တယ်ပြောမှန်ပါဗျာဟိန္ဒူယောဂီတွေကျင့်တဲ့ခဲရင်နဲ့အကျင့်ဆင်းရဲတဲ့အကျင့်ပင်မနဲ့အကျင့်တွေဘာမှမကြမ်းအောင်အကုန်ကျင့်ပြတယ်ဘောရိညာသာရမယ်ဆိုရင်ဘာပဲလုပ်ရဆိုတဲ့သဘောမျိုးနဲ့အကုန်လုံးကျင့်တာမှန်ပါတဖြည်းနဲ့အသွေးအသားတွေခန့်အယိုးနဲ့အရည်နဲ့တင်းပြီးတော့ကြားထဲမှာအကျုံးလေးတွေကအမြင်အပြိုင်လေးတွေထကြောကုန်းရေလို့သတ်လိုက်ရင်ရင်ပတ်ရေလို့စမ်းမိတယ်ရင်ပတ်ရေလို့စမ်းလိုက်ရင်ကြောကုန်းကိုရောက်သွားတယ်လို့ဆိုတယ်မှန်ပါဆိုလိုတဲ့အတိပ္ပယ်ကကြောနဲ့ရင်နဲ့ကိုကတ်နေပြီပိန်လုံးလို့မှန်ပါဇိညာလေးများလျှောက်ပြီးတော့နေလဲတဲ့ဇိညာလျှောက်ရင်ဇိညာဥပမာတခါတည်းဘုံကလေးလဲပြီးတော့သွားလဲသွားရင်လဲတဲ့နေရာမှာပဲဆက်ပြီးတော့အာထုတ်တယ်ထိုင်ရင်အာထုတ်တခါတလေဘုံကလေးလဲသွားနတ်များကဘယ်နေတုံးဆိုတော့ဝိုင်းပြီးတော့ကြည်နေကြတဲ့နတ်တွေကလည်းဒါရှုနတ်တွေကအလောင်းတော်သိတ္တဘုံကလေးလဲသွားလို့နှာခေါင်းတွေကထွက်လေဝင်လေဟာတခါတလေဆိုလို့ရှိရင်ထွက်တဲ့လေးကြီးအရှိကြီးဖြစ်တခါလေဝင်တဲ့လေးကြီးအကြာကြီးဖြစ်တခါလေထွက်လေဝင်လေဟာရက်သွားအဲ့ဒါကိုမြင်ရတဲ့နတ်တွေကရွှေနန်းတော်ကသုတ်တော်ဒနာသွားပြောကြသေးတယ်သိတ္တဟာသေသွားပြီတဲ့တချို့နတ်တွေကသွားပြောတယ်ဘာဖြစ်လို့လဲထွက်လေဝင်လေရက်သွားတာကြည်ပြီးတော့သွားပြောတယ်မှန်ပါတချို့နတ်တွေကဘယ်နဲ့တုံးဆိုတော့ထွက်တဲ့လေးကြီးတောက်လျှောက်ကြီးဟူးကနေသွားနေတာမြင်ရတော့သိတ္တထသေတော့မလို့ဖြစ်နေပြီလို့သွားပြောကြတယ်ဟုတ်လားမှန်ပါဗျာ
တချို့နတ်တွေကလည်းပဲထွက်လေမတွေ့ဘူးဝင်နဲ့လေးကြီးတောက်လျှောက်တွေ့နေတော့အဲ့ဒီနတ်တွေကဘာသွားပြောလဲသိတ္တတဟာမသိတဝက်သိတဝက်ဟာလားမှန်ပါသုဒ္ဓရဏမင်းတရားကြီးအဲ့ဒီလိုသွားပြောတော့သုဒ္ဓရဏမင်းတရားကမယုံပါဘူးဘုန်းကြီးတို့တရားနာပရိသတ်မင်းကြီးကယုံရဲ့လားမယုံပါဗျာငါသားဟာအာဇာနည်ယောက်ျားအဘိညုတညာသမ္မာသမ္ဗုဒ္ဓညာမရဖယားမဖြစ်ဘဲနဲ့ဖြစ်ရင်ဘယ်နည်းနဲ့မှမသိဘူးလို့သုဒ္ဓရဏကလည်းဆုံးဖြတ်တာမှန်ပါအလောင်းတော်များဖယားမဖြစ်ဘဲနဲ့အာထုတ်ရင်သိသွားတယ်ဆိုတာဘယ်မှမရှိဘူးမှန်ပါဒါကြောင့်မလို့နတ်များလာပြောတဲ့ဥစ္စာကိုသုဒ္ဓရဏကမယုံဘူးဗျထွဲလေဝင်လေရလို့သေပါပြီလို့ပြောတာလည်းမယုံဘူးထွက်တဲ့လေးကြီးတောက်လျှောက်ဖြစ်နေတဲ့အတွက်ကြောင့်သေတော့မလို့လုံနေပြီဆိုတဲ့စကားသွားပြောဒါလည်းမယုံဝင်နဲ့လေးကြီးတလစဖြစ်နေတဲ့အချိန်ကြတော့မသေတဝက်သေတဝက်လို့ပြောပြန်တယ်အဲ့ဒါလည်းသုဒ္ဓရဏမယုံပါဘူးဒီအကြောင်းအရာတွေအကျေကမဟာဓမ္မပါဠဇတ်တော်ဏိဒန်းမှာသွားပါတယ်နော်မှန်ပါဘုန်းကြီးတို့ပရိသတ်ကအဲ့ဒီလိုအိမ်လာနတ်တွေကလာပြောမဲ့လို့ယုံသွားမှာမှန်ပါဟိုမှာရိတ်သားတဲ့ဘသူအာထုတ်နေတယ်အဲ့ဒီရိတ်သားတဲ့အာထုတ်နေတဲ့ဘသူတော့ဘယ်အဆင့်ရောက်ပြီလို့ညမြအိမ်မဲ့လာပေးတယ်ဆိုရင်လေမှန်ပါအဲ့လုံးမလဲဟုတ်ဖြစ်ပါငါအိမ်ကလူတော့ဘယ်အဆင့်ရောက်ပြီလဲချက်ချင်းတခါတည်းကျွေးကြော်တာနဲ့ထွက်လာမှာမှန်ပါကျွေးကြော်တာနဲ့ထွက်လာမှာဆိုင်းပုတ်တခါတည်းချိတ်ပြီးတော့လှဲ့တော့မှာတို့အိမ်ကလူပဲရောက်ပြီတယ်နတ်လာသတင်းပေးလို့မှန်ပါနတ်လာသတင်းပေးလို့ဘယ်အဆင့်ရောက်ပြီဒီလိုဖြစ်ကြမှာဟိုမှာတော့သုဒ္ဓရဏကညံကြီးရှင်မယုံပါဘူးမှန်ပါအဲ့ဒီလိုထွက်လေဝယ်လေရပြီးတော့သွားတဲ့အထိပြင်းထန်စွာအထုတ်ကြောရည်လို့စမ်းရင်ဘတ်ကိုစမ်းမိတယ်ရင်ရည်လို့စမ်းကြောရည်လို့စမ်းမိပါတယ်မဟာပုရိသလက်ခန္ဓာတွေအကုန်လုံးပျောက်ကွယ်ပြီးတော့ဘာမှမကြံအောင်ညှိုးမိန်သွားတဲ့အထိဒီလိုကိုအပြင်းထန်အထုတ်ဒီလိုနဲ့ပဲကျင့်ကြံကြိုးကိုအထုတ်ပြီးတော့နေတာအတ္တကိလမတာနုယောဂအကျင့်ကများများယောဂီတွေကျင့်တဲ့အထက်ကမကျင့်ဘူးတာရဲ့လို့မရှိသလောက်ဒီလိုကိုအထုတ်နွားကြီးစားပြီးတော့မှဖြစ်မယ်ဆိုလို့ရှိရင်ကျင့်ပြမယ်ဆိုတဲ့သဘောမျိုးဒီလိုကိုရှိတယ်မှန်ပါဟုတ်လားမှန်ပါအဲ့ဒီအကြောင်းအရာတွေကမေဇိမနိကေမှာအပြည့်စုံပါတယ်ဟောဒီဗဒါနသုတ်တန်ကြတော့ဒီလောက်မစုံအလောတော်သိတ္တကျင့်ဖို့ခုနကယောဂီတွေကျင့်တဲ့ချိုးချမ်းတဲ့အကျင့်ပင်မနဲ့အကျင့်အတ္တကိလမတာအကျင့်မြောက်များစွာကျင့်နေတယ်ဉာဏ်မရင်ကျက်သေးခင်တောထွက်မိလို့ဒီလိုဖြစ်တာမှန်ပါဒီတော့ညာမရင်ကျက်သေးခင်ကြိုတင်တောထွက်မိနေတာကလည်းဘာကြောင့်လဲဆိုတော့ကုတနုဘောဓိမုံတသာဘောဓိပရမဒုံလပါမုံတသာယခုလိုခေါင်းတုံပြင်းနေတဲ့ပုဂ္ဂိုလ်တယောက်တည်းဘောဓိညာဆိုတာကုတောအဓိဘယ်မှာရှိနေမှမလဲဘောဓိဉာဏ်သည်ပရမဒုံလပါအလွန်တရားရခဲ့တဲ့တရားအဝါစာဟံဇောတိပါလောသုကတံကသဗ္ဗန္တရယေရာချင်းကနဲ့ကသဗ္ဗရှင်တော်ဘုရားသည်လောကသုံးခေမုံသုံးပြင်းနဲ့ဥပ္ပန္နောပွင့်ထွန်းတော်မူခဲ့လေပြီတတတုကဲ့သို့ကသဗ္ဗရှင်တော်ဘုရားပွင့်ထွန်းတော်မူခဲ့တဲ့ကာလ၌အဟံငါသည်ဇောတိပါလောမာနဝဇောတိပါလလူလင်းသည်အာသိပြည့်ခဲ့လေပြီတတတုကတုံကအဟံငါသည်သုကတံကသဗ္ဗသုကတကသဗ္ဗမြည်တော်ရတဲ့သုကကသဗ္ဗမြည်တော်ရတဲ့ကောင်းသောစကားကိုဆိုတော်မူတတ်သောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကိုဧဝံဤသို့အဝဇံဆိုခဲ့လေပြီဒေနကမ္မဝိဘာဂိနအစရိန်ဒုက္ခရဘောဟောသာဝတနုရဝေလာယံတတောဘောဓိမဘာပုနေဘေကွေပရိသလေးပါခြေသားခြေသမီးတော့ဒေနကမ္မဝိဘာဂိနဒုက္ခရဲ့အကျိုးကျွန်းအနေအချင်းအာငါဒီဘုံမြောင်များလှစွာသောဒုက္ခရံခရင်တဲ့အကျင့်တွေကိုအစရိန်ကျင့်ခဲ့ဘူးလေပြီသာဝတနီ6နှစ်တို့ကာလပါလုံးဥရဝေလာယံဥရဝေလာခေါ်တဲ့တော့အရ၌အစရိန်ဒုက္ခရံဒုက္ခရစီယဆိုတဲ့အကျင့်တွေကိုအစရိန်ကျင့်ခဲ့လေပြီတတောဘောဓိမဘာပုနေတော်တို့ကဲ့သို့မှားရတဲ့အကျင့်တွေကိုကျင့်ခဲ့မိလေသောကြောင့်ဘောဓိဉာဏ်ဆိုတဲ့သမ္မာသမ္ဗောဓိဉာဏ်ရတ္တမေညာကိုအာငါသည်အဘာပုနေမရောက်နိုင်မရှိရလေတော့ဤဒီသို့ဘဂဝါဘုန်းတော်ကျော်ပါသခင်ဘုရားရှင်၏အဝေါစာကရုဏာရှိတမေတ္တာအပြင်ဟောကြားတော်မူခဲ့ပါပေသတည်းနာဟဣတိနမေကိနဘာပုနေဘောဓိမုဒ္ဓမံဂုံမေကိနကဝေသိသံပုပ္ပကမ္မေနဝါရိတော
ဘေကဝေပရိသလေးပါးจิตသားခြင်းသမီးတို့အာငါဘုရားသည်ဣတိတံဘေကိနဲ့အဲ့ဒီအာတကိလမတနုယောဂလို့ခေါ်ဆိုရတဲ့ဒုက္ခရာစီယာအကျင့်ကြီးဖြင့်ဩဒ္ဓမမြတ်လာသောဗောဓိဉာဏ်ကိုအဘပုနေနအဘပုနေမရောက်ခဲ့ပါလေကုံမေကိနာကဝေသေသံပုဗ္ဗကမိနာဝါရီတောပုဗ္ဗကမိနာရှိတုမှလွန်ကျူးထားတဲ့အကုသိုလ်ကံကဝါရီတောတမ်းမြေခံရသည်ဖြစ်၍ကုံမေကိနာမှားယွင်းတဲ့ကျင့်စဉ်ကြီးဖြင့်ဩဒ္ဓမမြတ်လာသောဗောဓိသဗ္ဗညုတဉာဏ်တော်ကြီးကိုကဝေသေသံကောင်းစွာပတိငါဘုရားမှားယွင်းစွာ6နှစ်တို့ကာလပတ်လုံးရှာဖွေခဲ့ရလေပြီဣတိပိဤသို့လည်းပဲဩဇာကရုဏာရှိနမေတ္တာအပြင်ဟောကြားတော်မူခဲ့ပါပေသတည်းဘုံညပါပပရိကိနောသဗ္ဗတန္တပဝေစီတောအာသောကမနုပါယသောနိဗ္ဗာန်ရိသမနာသောဘေကဝေပရိသလေးပါးจิตသားจิตသမီးတို့ပုံညပါပပရိခိနောကုသိုလ်အကုသိုလ်တရားနှစ်ပါးကုန်ခန့်တော်မူပြီးထသောသဗ္ဗတန္တပဝေစီတော်လုံးစုံသောကိလေသာဟုအပုခသိန်းကိုလည်းရှောင်ကျင်တော်မူပြီးထသောအလုံးစုံကိလေသာညစ်ကြေးတို့ကမှလည်းရှောင်ကျင်တော်မူပြီးထသောအသောဘောဆိုရင်ချင်းတရားမှလည်းကင်းကွာတော်မူပြီးထသောအနုပါယသောပြင်းထန်သောပူပန်ခြင်းမှလည်းကင်းခြင်းတော်မူပြီးသောအာငါဘုရားသည်နိဗ္ဗာန်ရိသမနာသောအာသောနိဗ္ဗာန်ရိသမနာသောအနာသောလေးပြအာသောကွာလျောကုန်ကတော်မူခဲ့သည်ဖြစ်၍နိဗ္ဗာန်ရိသမိကိလေသာပရိနိဗ္ဗာန်ဝင်စားချုပ်ငြိမ်း၍ကောင်းစွာမသွေရုပ်သိမ်းပါပေအံတည်းဘုံညပါပပရိခိနောသဗ္ဗတန္တပဝေစီတောဘုံညပါပပရိခိနောကောင်းမှုမကောင်းမှုနှမျိုးလည်းဂုံခဏတော်မူပြီးထားသောကောင်းမှုတွေလည်းဂုံမကောင်းမှုတွေလည်းဂုံဗုဒ္ဓအနေနဲ့ဟန်ကြလိုက်ပေါ့မှန်ပါကုသိုလ်ကောင်းမှုတွေဂုံသွားပြီတဲ့ဗောဓိဉာဏ်ရတဲ့နေ့ကြတော့ကုသိုလ်ကောင်းမှုရဲ့တတ္တိတွေအဲ့ဒီအချိန်ဂုံရောနောက်တက်လိုက်အကျိုးပေးစရာမလိုတော့မှန်ပါအကုသိုလ်ကံလို့ခေါ်တဲ့စေရနာတွေဟာလည်းပဲကုန်သွားတယ်ဒုက္ခရဲ့အကျိုးအကျွင်းကလေးပဲကျန်တာမှန်ပါအကုသိုလ်စေရနာကတော့ကုန်သွားပြီနော်ကုန်သွားပါဗျာကုသိုလ်စေရနာတွေကလည်းပဲဘောဓိဉာဏ်ရတဲ့နေ့မှာကုန်သွားတယ်ဘာသာလေးကြံရစ်တုံးဆိုလို့ရှိရင်ထိုကုသိုလ်စေရနာရဲ့အကျိုးအဘိညုတဉာဏ်ကြီးကြံရစ်တယ်မှန်ပါအကုသိုလ်စေရနာရဲ့အကျိုးကယခုလိုခံရတဲ့ဝတ်ကြွေးတွေကြံရစ်တယ်ကုသိုလ်အကုသိုလ်စေရနာဆိုတဲ့အကြောင်းကံတွေကုန်သွားတယ်။သာဝိညုတဉာဏ်ရတဲ့နေ့မှာအကြောင်းကံတွေအလုံးကုန်သွား။ထိုအကြောင်းကံတွေကစိုက်ပြုခဲ့တဲ့အကျိုးဆိုတဲ့ဟလာအသီးအပွင့်နေတော့ကြံရစ်ပါလေနော်။မှန်ပါဗျာ။ဒီလိုဒုက္ခအစိယအကျင့်ကိုကျင့်ရတာဟာ6နှစ်တို့ကာလပတ်လုံးကျင့်။နောက်တော့တပြေးတပြေးနဲ့စိတ်แท้ဘဲနဲ့အကြံရလာတော့ဆိုတော့ငါဟာဒီလောက်ပင်မဆင်းရဲတဲ့အကျင့်နေခြင်းလို့ဗောဓိဉာဏ်ရမှာမဟုတ်ဘူးအသွေးတွေလည်းခန်းအသားတွေလည်း၆အယုနဲ့အရေးပဲကြံတယ်အေးဗောဓိဉာဏ်မရခင်ခန္ဓာကြွေသွားရင်တော့ငါဘဝဟာဆုံးရှာတော့မယ်ဒီတော့ဗောဓိဉာဏ်ရအောင်ဒီအကျင့်ဟာမှားယွင်းတဲ့အကျင့်လားမင်္ဂန်တဲ့အကျင့်လားလို့ကြည့်ရတော့အိန္ဒိယတပီလုံးယောဂီမှန်သမျှကျင့်နေတဲ့အကျင့်ပေါင်းစုံဟာအကုန်လုံးဒီရောက်မှန်ပါဗျာဒါကြောင့်မလို့ဤကဲ့သို့မှားယွင်းတဲ့အကျင့်တွေစွန့်လီမှပဲလို့ဆိုပြီးတော့ဒုက္ခရဇိယအကျင့်ကြီးစွန့်ဖို့ရန်ဆုံးဖြတ်ချက်ချဒီကနေ့ကစပြီးတော့ငါအာဟာရမှီဝဲတော့မယ်ပြန်ပြီးတော့အာဟာရများမှီဝဲအာဟာရပြန်လီမှီဝဲတဲ့အချိန်လေးကြရောအနာပြုစုလူကျွေးနေတဲ့ပြင်ဆွဲကြီးတို့ကစိတ်ပြက်ပြီးတော့ထွက်သွားကြမှန်ပါဒါလောက်အသေးခံအလုတ်လောက်တာတောင်မှဖယားမဖြစ်တာထမင်းစားလိုက်ရေသောက်လိုက်အဝတ်ကလေးကောင်းကောင်းဝယ်လိုက်ချမ်းချမ်းသာသာလေးအလုတ်လုတ်နေလို့တော့ဘယ်ရပါမလဲသိအောင်လုပ်နေတာတောင်မှမရဘဲနဲ့ကောင်းကောင်းစပြီးတော့ကောင်းကောင်းဖို့ကောင်းကောင်းအိတ်အားထုတ်ရင်တော့ဘယ်နည်းနဲ့မှရနိုင်မှာမဟုတ်ပါဘူးသိဒ္ဓထတော့ဇွဲတွေလျှော့ကုန်ပြီဆိုတော့စိတ်ပြက်လို့ပြင်ဆွဲကြီးတို့ကထွက်ပြေးကြမှန်ပါဗျာပြင်ဆွဲကြီးတို့ကစွန့်ခွာသွားကြတာဣတိပဒနာရောက်ကုန်တယ်တယောက်တည်းဒီမှာပြုစုမဲ့လူမရှိတော့ဘူးနော်မှန်ပါဗျာပြုစုမဲ့လူမရှိလို့တယောက်တည်းကြံရတဲ့အချိန်ကြတော့မှအာယူပြီးတော့မိမိရှိတဲ့သပိတ်ကလေးနဲ့အဲ့ဒီမှာဆွမ်းလေးပါလေးနီးရကြီးရွာတွေခံယူပြီးတော့သုံးဆောင်
အားရင်လေးအတော်တန်ပြန်ပြီးတော့ပြည်လာတဲ့နေ့ဘုန်းကြီးတို့ပြိဿသိပြီးသားအတိုင်းကစုံလဇံ15ရက်နေ့မနေ့ပိုင်းဟုတ်လားမှန်ပါဗျာသေနဏိကုံတပတ်လဲစွမ်းကံလှဲ့တော့ဘုန်းကြီးတို့ပြိဿများညောင်မင်းကြီးအရင်ထိုင်ပြီးတော့အပန်းပြည်နားနေတော့သူဇာတာတတိကတော့ရောက်လာပြီမဟုတ်လားမှန်ပါဗျာအဲ့ဒီမှာကဏ္ဍနုစွမ်းဝါဝါကြီးဖုံးပေးပြီးကဏ္ဍနုစွမ်းနဲ့ဘာတွေပါတယ်လဲနတ်သုဒ္ဓနတ်ဩဇာတွေပါမှန်ပါဟောတော့တဲ့အငါကံ6နှစ်ချင်းတုန်းကမသေးတာဘာဖြစ်လို့မသေးတယ်လဲလို့ဆိုရင်နတ်သုဒ္ဓတွေနဲ့သက်ရှင်နေတာပဲအဲ့ဒါပဲမှန်ပါဘုရားလောက်တော်ရဲ့ဘဝဟာဒုက္ခရစီယချင်းတုန်းကလည်းနတ်သုဒ္ဓနဲ့မှန်ပါယခုဒုက္ခရစီယချင်းကိုလို့မိသိမပရိပဒလံပြန်ပြောင်းပြီဆိုတဲ့အခါကြပြန်တော့လည်းပဲနတ်သုဒ္ဓနဲ့ပဲမှန်ပါဒုက္ခရစီယချင်းနေတဲ့အချိန်ဗဇတ်တဲ့ဘာအစာမှမထည့်ပဲနဲ့ဘယ်နဲ့လို့နတ်သုဒ္ဓစားတယ်လဲလို့မေးမွေးညင်းပုတ်တီတွေကနေနတ်တွေကနတ်ဩဇာတွေသွင်းပေးရတယ်မှန်ပါမွေးညင်းပုတ်တွေကနတ်ဩဇာတွေထည့်ပေးလိုက်တဲ့အတွက်ကြောင့်အာဟာရကိစ္စကိုပြီးတော့6နှစ်အဲ့ဒီမှာအသက်ရှင်နေတာမှန်ပါနော်ဒါကြောင့်အလောင်းတော်ကြီးဟာဒုက္ခရစီယကျင့်တုန်းကတလောက်သေအောင်ကျင့်ရသားနဲ့မသေးဘူးသေလောက်တဲ့အကျင့်ကိုကျင့်ရသားနဲ့မသေးဘူးဘာဖြစ်တာလဲလို့မေးနတ်သုဒ္ဓနဲ့အသက်ရှိတယ်မှန်ပါဗျာဒုက္ခရစီယချင်းကိုဆုံးလို့မိသိမပရိပဒလံပြန်ပြောင်းပြီဆိုတော့လည်းပဲသူဇာတာတတိကတော့ဆက်ကတဲ့နှုတ်ခဏဇွန်းတဲ့မှာနတ်သုဒ္ဓတွေပါတယ်လို့သဘောကျလိုက်မှန်ပါဗျာနတ်သုဒ္ဓစားရပြီကြာကြာနန်းနာအလုတ်အလွိနဲ့ကပလီကာရအာဟာရမိဝဲပြီးတဲ့ချိန်အအင်မြပြည့်ဖြိုးလို့အေးဘောဓိပင်ရင်မှာထိုင်လို့ထိုနေ့ဘုန်းကြီးတို့ပြိဿပဲညနေဆောင်အားရတော့ညနေဆောင်ဘာအောင်မြင်လဲညနေဆောင်ဒေဝဗုဒ္ဓမံလုံးသမာညနေဆောင်ဒေဝဗုဒ္ဓမံအောင်မြင်တော်မူတယ်ဟုတ်လားညသန်းကောင်ရအချိန်ကြတာပုပ္ပေနိဝါဒနှုတ်တိအဘိညာရအာယုန်တက်လို့လာပြီနေညပိုင်းအကုန်လာပြီကျော်တရက်နေမနေ့ပိုင်းအခုအဲ့ဒီစကြဟိုဘက်ဒီဘက်နဲ့အခုအာယုန်တက်စာအချိန်ကလေးမှာအာသွဲခရညာရလို့အာသောကင်းကွာအရဟန္တအဖြစ်ရောက်လို့သဗ္ဗညုတဉာဏ်တော်ကြီးပေါက်ရောက်ခဲ့တယ်မှန်ပါဗျာနော်အဲ့ဒီသဗ္ဗညုတဉာဏ်တော်ရတဲ့အချိန်ထိနန်းတော်ကထွက်တဲ့နေ့ကစသဗ္ဗညုတဉာဏ်တော်ရတဲ့အချိန်ထိ6နှစ်တို့ကာလပတ်လုံးပင်ပန်းဆင်းရဲတဲ့အကျဉ်းကြီးကျင့်ကြရတာဟာဖြင့်ဒုက္ခရစရိယာမူခွဲအားဖြင့်ဒုက္ခစရိယာလို့လည်းတချို့မူရှိတယ်ဟုတ်လားမှန်ပါဗျာဒီအကျင့်ဟာဖြင့်ဘာကြောင့်လဲဆိုတော့ဝစီကံဝတ်ကြွေးတစ်ခုတည်းပဲကသဗ္ဗဖယသာသနာတော်ကကုတ္တလူဘောဓိမုံတသာဘောဓိပရမတုံလပါမုံတသာကတုံဥပြီးဖြစ်နေတဲ့ဩဒီကသဗ္ဗဆိုတဲ့ပုဂ္ဂိုလ်တယောက်အတွက်ဘောဓိဉာဏ်ဆိုတာကုတ္တောတိဘယ်မှာရှိနေမှာတော့မလဲဘောဓိဉာဏ်သည်ပရမတုံလပါအလွန်တရားရခဲ့တဲ့တရားဧဝံဤသို့အင်္ဂါတိသုကတံကသဗ္ဗံကသဗ္ဗအမိတို့ရတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကိုအဝဇံပြောခဲ့ဆိုခဲ့မိလေပြီဒေနကမ္မဝိပါကိနထိုကံရင်အကျိုးကျွင်းအပြင်အင်္ဂါသည်ဂုံမဲ့ကိနမှားရွှင်တဲ့လမ်းစဉ်ကြီးဖြင့်ဘောဓိဉာဏ်ကိုကဝေသိသံရှာမိခဲ့လေပြီဧဝံဇီနဝိယာကတိဘေကုသံဃတဧကတောဧဝံဇီနဝိယာကတိဘေကုသံဃတဧကတောသဗ္ဗဗိညာပလပတ်တောအနောတတ္တမဟာသရေဘေကဝေပရိသလေးပါးจิตသားจิตသမီးတို့အနောတတ္တမဟာသရေအနောတအိုင်ရဲ့အနိနာယသဗ္ဗဗိညာပလပတ်တောလုံးစုံသောဘိညာဉ်တို့ဖြင့်အလုံးစုံသောတရားကိုထိုးတွင်ဖြင့်သိတော်မူသည်ဖြစ်ပေဉာဏ်တော်အစေဘန်းသို့ရောက်တော်မူသောသဗ္ဗဗိညာပလပတ်တောအလုံးစုံသောသင်္ကတအသင်္ကတတရားတွေကိုကောင်းစွာထိုးတွင်သိမြင်တော်မူခဲ့သည်ဖြစ်၍ဉာဏ်တော်အားစေဘနှင့်ပြည့်စုံတော်မူသည့်အဖြစ်သို့ရောက်တော်မူသောပြည့်စုံတော်မူသည့်အဖြစ်သို့ရောက်တော်မူသောဇီတော်ငါမှအောင်မြင်ဘုရားရှင်ဖြစ်တော်မူတဲ့ဂေါတမသမ္မာသမ္ဗုဒ္ဓမြေတွင်ဘုရားရှင်သည်ဘေကုသံဃတယဟန်သံဃာတော်ပေါင်းရဲ့ဧကတောအလယ်နှင့်ဓတ္တဝတည်၍သဗ္ဗဗိညာပလပတ်တော်ဧဝံဤသို့အတနောမိမိရဲ့ပုပ္ပကမ္မနှင့်ရှေကံဟောင်းတို့ကိုဝိယာကတိကောင်းစွာစေတင်နေရှားကြောဟောကြား၍ပြတော်မူခဲ့လေ၏ဣတိသောဘဂဝါဘုံတော်ချုပ်ပါသည်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အတနောမိမိရဲ့ပိလောတိကကမ္မာနီပိလောတိကကံတော်ကိုဗုဒ္ဓတေပြီးဘုရားဖြစ်နေလည်းပဲဝိပိစရိတိဘုရားဖြစ်အောင်လိုက်ပြီးတော့ကြိုးပေးပါတယ်ဆိုတဲ့အကြောင်းကိုကထေတိကရုဏာရှိတာမေတ္တာအပြင်ဟောကြားတော်မူခဲ့ပါပေသတည်း
6 နှစ်ပတ်လုံးကျင့်သုံးအရှင်အာဂုံခံလို့ညွန်းနွားညိုညင်ပင်ပန်းရေဝကျွေးပဲကြောင့်ထင်ကသဗ္ဗဖယားထင်ရှားပွင့်သောသောတိပါဠနာမအကျော်ပုံနာမန္တေနှုတ်မြဲအားဘောဝစီပြင်းရှိရင်ဝိဘတ်တော်ဥရဝေလတော်ဝါမြိုင်ခွင်6 နှစ်ပတ်လုံးကျင့်သုံးအရှင်အာဂုံခံလို့ညွန်းနွားညိုညင်ပင်ပန်းရေဝကျွေးပဲကြောင့်ထင်ကသဗ္ဗဖယားထင်ရှားပွင့်သောသောတိပါဠနာမအကျော်ပုံနာမန္တေနှုတ်မြဲအားဘောဝစီပြင်းရှိရင်ဝိဘတ်တော်ဥရဝေလတော်ဝါမြိုင်ခွင်6 နှစ်ပတ်လုံးကျင့်သုံးအရှင်အာဂုံခံလို့ညွန်းနွားညိုညင်ပင်ပန်းရေဝကျွေးပဲကြောင့်ထင်ကသဗ္ဗဖယားထင်ရှားပွင့်သောသောတိပါဠနာမအကျော်ပုံနာမန္တေနှုတ်မြဲအားဘောဝစီပြင်းရှိရင်ဝိဘတ်တော်အဲ့ဒါမြန်မာဂါထာနော်မှန်ပါပါဗျာဥရဝေလတော်ဝါမြိုင်ခွင်ရှိအဲ့ဒါရှစ်လုံးတစ်ပိုက်မှန်ပါပါ6 နှစ်ပတ်လုံးကျင့်သုံးအရှင်ရှစ်လုံးတစ်ပိုက်ပဲအာဂုံခံလို့ညွန်းနွားညိုညင်ပင်ပန်းရေဝကျွေးပဲကြောင့်တင်ရှစ်လုံး၄ပိုက်သွားတယ်မဟုတ်လားမှန်ပါဗျာအေးရှစ်လုံးပွဲအဲ့ဒါမြန်မာဂါထာတစ်မျိုးပေါ့နော်မှန်ပါဘုန်းကြီးတို့ခုနေ့ကရုပ်ခဲ့တာကတော့ဗါတယ်လေအဝဇဟံသောတိပါလောသုကတံကသဗ္ဗန္တတာကုတောနုဘောဓိမုံတသဘောဓိပရမဒုံလပါဒါကရှစ်လုံးပွဲဒါပါဠိဂါထာပါဠိရှစ်လုံးပွဲဂါထာရှိသလိုလေဒီပန္တိတာတို့ရဲ့ခေတ်ကရှစ်လုံးပွဲမြန်မာဂါထာထွင်ကြဆိုပြီးတော့ထွင်ပစ်ခဲ့တာနော်အေးရှစ်လုံးပွဲမြန်မာဂါထာနဲ့ပါဠိဂါထာစပြီးတော့ဒုက္ခရစရိယာ6 နှစ်ကြာကျက်မှာဘေဝိဘကသဗ္ဗဖယားသခင်အပြစ်မဝစီတွဲလို့ဘုန်းကြီးတို့ငယ်ငယ်ကတော့ဒီလိုသံပေါက်နဲ့သင်ရဒုက္ခရစရိယာနဲ့ပတ်သက်တဲ့ဘုန်းကြီးတို့ပြိဿများဝှကျွေးဗုဒ္ဓပိလောတိကကမ္မတခမ်းပြီးစေဟုတ်လားမှန်ပါဗျာအဲ့ဒီကနေရှေ့တဆင့်တဲရမယ်ဆိုလို့ရှိရင်စိတ်စမာနဒကမာကြီးဖယားဆွဆွဲပုံအတိတ်နဲ့ပြစ္ဆုတ်မှာ2 ခုစရမှာမှန်ပါဗျာအတိတ်နဲ့ပြစ္ဆုတ်ပါ2 ခုစရမှာဆိုတော့ဟောရတာတေကတွင်းမလိုက်ဘူးဟလားဒီလောက်ပဲကုတော်ချင်းပြီမနေ့ပြင်ကကြမှာဆက်ဟောမှန်ပါဗျာဒီတော့ဘုန်းကြီးတို့ပြိဿကိုမြန်မာဂါထာလေးတော့တိုင်ပြီးတော့ဏိဒန်းချီပေးထားခဲ့အောင်မယ်မှန်ပါဗျာခိုင်းစောစိတ်စမာနမိမစေကျွန်စိတ်စမာနမိမစေကျွန်ကိုယ်ဝန်ရှိသောဆိုပြောအလုံးကိုယ်ဝန်ရှိသောဆိုပြောအလုံးလက်သေးထမ်းလို့ဖယားကိုညွန်းလက်သေးထမ်းလို့ဖယားကိုညွန်းဆိုဆွဲခြင်းဘဲတွေဝိဘဝံသောက်စားလွန်ကျူးရမှုပြောရွှင်သေသောသမဖြစ်ညာယခင်ယဟန္တာမြတ်ဆွမ်းရသည်မြင်အကျဉ်းရုပ်ဖွင့်ထုတ်ဆွဆွဲအေးဒီကြောင့်မနေ့ပြင်ကညချမှာကိုတရားဝဲဘယ်မှာရှိ
လှိုင်ဒေသမှာနော်စိတ်စမာနတေကမာကြီးဖယားဆွဆွဲပုံပြစ္ဆုတ်ပန်နဲ့အတိဝုဒ္ဓကြေကြေဖြန့်ပြီးမတဲ့ဖေကညကြမှာဟောကြစို့ဒီကနေ့တရားသိညာအောင်စို့ဗျာသေစီတမေမာပုံညံဓမ္မဒေသကသင်္ညိတံဒေနာသဗေဒုက္ခယန္တုဇနာအိဋ္ဌသမင်္ဂိနောမေမယဒေသကပြေသောတရားဟောစရာငါသည်ဓမ္မဒေသကသင်္ညိတံဗုဒ္ဓပိလောတိကကမ္မဆိုတဲ့ဗုဒ္ဓရဲ့အပဒံတရားဒုတိယပိုင်းကိုဟောဆိုရခြင်းနဲ့စရှင်သောယမပုံညခြင်းဓမ္မဒါနတရားအလူတိဟုသောပုံညကရိယာကုသိုလ်ထုကိုသေစီတံကောင်းစွာမသွေစည်းဘူးမိကြပါပဲပြီသေစီတံတရားလူလာတဲ့အမျိုးသားမျိုးသမီးများတဲ့ကျူးစား၍စည်းဘူးလိုက်ရပါပဲပြီဒုံမေဟိပိတရားကြည်ခင်စိတ်ကောင်းဝင်ကြကုန်သောသင်္သူတော်စင်ပရိသတ်အပေါင်းတို့လည်းပဲယမပုံညံအခြင်းဓမ္မသဝနာတရားနာရတဲ့ဘာဝနာပုံညကရိယာကုသိုလ်ထုကိုသင်စီတံကောင်းစွာမသွေစည်းဘူးမိကြပါပဲပြီဒေနာထိုသောစည်းဘူးဓမ္မဒါနဓမ္မသဝနာဘာဝနာမယပုံညကရိယာကုသိုလ်ထုကြောင့်သဗ္ဗေလူရယနာပြပြယမမကျွင်ကပင်ဥသောအလုံးစုံကုန်သောဇာနာတရားနာပရိသတ်နှင့်တကွသတ္တဝါဟုနလူပြမပေါင်းများစွာတို့သည်ဣဋ္ဌသမင်္ဂိတော်မိမိတို့လိုလားတောင်းတအပ်သောကောင်းကျိုးချမ်းသာဣဋ္ဌတွေကျဲသည်မင်္ဂလာပေါင်းတို့နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယန္တုယနေ့ကစနိဗ္ဗာန်ရသည့်ဘဝတိုင်အောင်စိတ်ရွှေလန်း၍ချမ်းချမ်းမာမာချမ်းချမ်းသာသာရှိတော်မူကြပါစေကုန်သတည်း